ချက်ချင်းလုံးချက်ချင်းထူးခြားစေတဲ့ချမ်းသာကြွယ်ဝခြင်းနဲ့ပြည့်စုံခြင်းလျှော်ဝှက်ချက်တော့ချက်၃ချက်ကိုတင်ပြပေးသွားမှာဖြစ်ပါတယ်။ဟုတ်ကဲ့ပါဆရာမလေးအပါဝင်ပါပဲချမ်းသာခြင်းပါတယ်။ကျမ်းမာခြင်းပါတယ်လှပခြင်းပါတယ်ပြည့်စုံခြင်းပါတယ်ဘာလို့ချမ်းသာလှပပြည့်စုံခြင်းတာလဲဆိုရင်တည့်ရချက်ချမ်းသာမှလူနိုင်မှာတန်းနိုင်မှာကိုမိသားစုတွေလည်းထောက်ပံ့နိုင်မယ်မိဘတွေကိုလည်းကျေးဇူးဆက်နိုင်မယ်ဒီတော့ဆရာမလေးချမ်းသာခြင်းပါတယ်နှစ်ချက်ကျမ်းမာခြင်းပါတယ်ဘာလို့ကျမ်းမာခြင်းတာလဲဆိုရင်ကျမ်းမာရည်တွေကောင်းမွန်မှအလုပ်လုပ်နိုင်မယ်အလုပ်လုပ်နိုင်မှချမ်းသာမှာဖြစ်တဲ့အတွက်ကျမ်းမာခြင်းပါတယ်သုံးဝက်ချက်ကတော့လှပခြင်းပါတယ်အမျိုးသမီးလည်းဖြစ်တဲ့လူငယ်လည်းဖြစ်တဲ့အတွက်လှပခြင်းပါတယ်ကိုကလှနေမှကိုကိုလူတွေကချစ်ကြမှာလူတွေချစ်မှလည်းကိုကအရာအလုံးစိတ်ချမ်းသာပြီးတော့ပြည့်စုံနေမှာဖြစ်တဲ့အတွက်လှပခြင်းပါတယ်လက်ရချက်ကတော့ပြည့်စုံတဲ့သူဖြစ်ခြင်းပါတယ်အရာပြည့်စုံနေတယ်ဆိုရင်စိတ်ချမ်းသာတယ်စိတ်ချမ်းသာပြီဆိုလို့ရှိရင်ပို့ပြီးတော့ပြည့်စုံမှုအလားအလာရှိပါတယ်ဒီတော့ဆရာမလေးကိုယ်တိုင်ကချမ်းသာခြင်းနဲ့ကျမ်းမာခြင်းနဲ့လှပခြင်းနဲ့ပြည့်စုံခြင်းပါတယ်ဒီတော့အခုကြည့်နေတဲ့သူလည်းဆရာမလေးလိုပဲချမ်းသာခြင်းပဲလှပခြင်းပဲကျမ်းမာခြင်းပဲပြည့်စုံခြင်းပဲဆိုတာဆရာမလေးယုံကြည်ပါတယ်ဒီလိုချမ်းသာခြင်းနဲ့လှပခြင်းနဲ့ပြည့်စုံခြင်းနဲ့ကျမ်းမာခြင်းနဲ့ရရှိခြင်းနဲ့ဆိုရင်တော့ဒီချက်၃ချက်ကိုမဖြစ်မနဲ့လိုက်နာပေးရမှာဖြစ်ပါတယ်ဘလို့ဘာသာဝင်မဆိုရတယ်ဘလို့လူမျိုးမဆိုရတယ်အမျိုးသားအမျိုးသမီးတိုင်းလိုက်ပြီးတော့လုပ်လို့ရပါတယ်ငွေမကုန်ပါဘူးလူမပင်းပန်းပါဘူးအလုံးမပြတ်ပါဘူးပြည့်ချက်မေတ္တာပါရမီနဲ့ပြည့်စုံရမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါဖယားရှင်ကိုတော်မြတ်ကြီးကိုယ်တိုင်ဟောကြားခဲ့တဲ့မေတ္တာပါရမီဖယားရှင်ကိုတော်မြတ်ကြီးကလည်းတဝါတိုင်းကမေတ္တာပါရမီနဲ့ပြည့်စုံရပါမယ်တဲ့ဘာလို့မေတ္တာပါရမီနဲ့ပြည့်စုံရမှာလဲဆိုရင်မေတ္တာဆိုတာကအေးချမ်းတယ်ငြိမ်းချမ်းတယ်အေးချမ်းငြိမ်းချမ်းစေတဲ့မေတ္တာပါရမီနဲ့ပြည့်စုံနေဆိုရင်ပြည့်စုံတဲ့သူကိုယ်တိုင်ကလည်းအေးချမ်းငြိမ်းချမ်းတဲ့ဓာတ်ကိုရရှိစေတယ်။အဲ့ဒီမေတ္တာပါရမီနဲ့ပြည့်စုံတဲ့သူကိုကြည်ရတဲ့သူတိုင်းကလည်းအေးချမ်းငြိမ်းချမ်းစေတာဖြစ်တဲ့အတွက်မေတ္တာပါရမီနဲ့ပြည့်စုံအောင်နေပါမေတ္တာပါရမီကိုလုံအောင်ခြုံပါမေတ္တာပါရမီကိုတည်ဆောက်ပါမေတ္တာပါရမီနဲ့ပြည့်စုံအောင်နေပါတဲ့မေတ္တာပါရမီကကိုမုန်းနေတဲ့သူကိုလည်းကိုကမေတ္တာထားပြီးတော့ချစ်ပြီးတော့ကျေးဇူးတင်ရမယ်မေတ္တာတွေပို့ပေးရမယ်ဥမာဆိုလို့ရှိရင်တမလေးကအခုကြည့်နေတဲ့သူတွေကိုမုန်းတယ်မနာလိုတယ်စိတ်တွေတိုးနေတယ်ဒေါသတွေထွက်နေတယ်ဆိုရင်တောင်မှအခုကြည့်နေတဲ့တထေးများပေါင်းအားလုံးကဆရာမလေးကိုချစ်ပေးရမယ်မေတ္တာထားပေးရမယ်မေတ္တာပို့ရမယ်ဒီသဘောတရားတိုင်းမှာပဲအခုကြည့်နေတဲ့တထေးများပေါင်းအားလုံးကဆရာမလေးကိုမုန်းတယ်ကြည့်လို့မရဘူးစိတ်တွေတိုးစိတ်တွေနာနေတယ်ဆိုခဲ့ရင်တောင်မှဆရာမလေးဒီအခုကြည့်နေတဲ့တထေးများပေါင်းအားလုံးကိုချစ်ပေးရမယ်ကျေးဇူးတင်ပေးရမယ်ကျမ်းမာပါစေချမ်းသာပါစေဆိုတဲ့မေတ္တာကိုထားပေးရမယ်ဒါကမေတ္တာပါရမီနဲ့ပြည့်စုံပြီးတော့မေတ္တာကျုံလုံတာကိုခေါ်တာဖြစ်ပါတယ်ရှိဒီလိုမေတ္တာပါရမီနဲ့ပြည့်စုံတဲ့သူကဘဝမှာအေးချမ်းစေတယ်ငြိမ်းချမ်းစေတယ်စောစောကပြောတဲ့အချက်၄ချက်နဲ့ပြည့်စုံစေပါတယ်နေ့ရက်ချက်ကတော့ဥပိ္ပခာပါရမီဥပိ္ပခာပါရမီကဘဝမှာအေးချမ်းစေတဲ့ငြိမ်းချမ်းစေတဲ့စိတ်လေးအေးချမ်းတဲ့စိတ်လေးငြိမ်းချမ်းတဲ့လောဘတွေဒေါသတွေတောကတွေမောဟတွေငြိမ်းအေးစေတဲ့ဥပိ္ပခာပါရမီဆိုတာကိုဘလို့ပဲပြောနေပါစေကိုဘလို့ပဲဝေဖန်တိုက်ခိုက်နေပါစေကိုဘလို့ပဲမနာလိုပါစေကိုရှိမကိုကိုရမှာကောအတင်းဖြစ်နေဘလောက်ပဲပြောနေပါစေမတိကြအောင်ဆောင်မမြင်ကြအောင်ဆောင်ပြီးတော့ဥပိ္ပခာလေးပြုထားရမှာဖြစ်ပါတယ်ဒီလိုဥပိ္ပခာပြုပေးလိုက်ခြင်းကကိုယ်တိုင်လည်းစိတ်ချမ်းသာတယ်ကိုယ်တိုင်လည်းအေးချမ်းတယ်ကိုယ်တိုင်လည်းငြိမ်ချမ်းတယ်ပြုလုပ်နေတဲ့သူတွေကိုလည်းကိုကအပြည့်ဒေါသမမြင်တာဖြစ်တဲ့အတွက်ပြုလုပ်နေတဲ့သူတွေအပေါ်မှာလည်းမကောင်းတဲ့အကျိုးသက်ရောက်မှုတွေမရှိတော့ဘူးကိုယ်တိုင်လည်းမကောင်းတဲ့အကျိုးသက်ရောက်မှုမခံစားရပါဘူးဒီတော့ဖျားရှင်ကိုတော်မြတ်ကြီးဟောကြားသည့်တရားအတိုင်းဥပိ္ပခာပါရမီနဲ့ပြည့်စုံအောင်နေပါတဲ့တော့အချက်ကတော့ခန္ဒီပါရမီဖြစ်ပါတယ်ဟုတ်ကဲ့ပါသီးခံစိတ်ထားပါသီးခံကြပါတဲ့ဆရာမလေးကအခုကြည့်နေတဲ့တထေးများပေါင်းအားလုံးကိုဘလောက်ပဲပြောဆိုဒေါသတွေဖြစ်ပြီးတော့အော်ငေါက်နေပြီးတော့ဘလောက်ပဲကြိမ်ဆဲနေပါစေဆရာမလေးပြောသမျှကြိမ်ဆဲခြင်းတွေပြပြောခြင်းတွေဒေါသတွေတောကတွေဘလောက်ပဲပြောနေပါစေသီးခံတဲ့စိတ်မွေးပေးရမှာဖြစ်ပါတယ်တဲ့ဖះရှင်ကိုတော်မြတ်ကြီးဖះမဖြစ်ခင်ရောက်ရှိခဲ့တဲ့ဘဝအဆက်ဆက်တုန်းကဆိုရင်ဖះရှင်ကိုတော်မြတ်ကြီးကဘာတရွာလေးမှာအယူကြီးကဘလို့ယူကြီးလဲဘယ်ကနေလာတာလဲငါတို့ရွာကိုဘာကြောင်လာတာလဲဆိုပြီးတော့ကလေးတွေကနေပြီးတော့ခေါင်းတွေကိုခြေထောက်နဲ့ကန်ခြေထောက်တွေကိုဆွဲမျက်လုံးတွေကိုနှိုက်
ပါးတွေကိုဆွဲဖက်ပါဇက်တွေကိုဆွဲပြက်လက်တွေကိုဆွဲရခြေထောက်တွေနဲ့ကန်တဆွေးတွေနဲ့ထွေအမျိုးမျိုးကြိမ်ဆဲပြီးတော့အမျိုးမျိုးပြမှုကြပါတယ်တဲ့ဒီတော့ဘုရားရှိခိုးတော်မြတ်ကြီးကဒီလိုမျိုးကလေးသူငယ်တွေကဒီလိုလုပ်နေတာကိုငါ့ကိုဒီလိုမလုပ်ကြနဲ့ငါကလူကောင်းတော့ငါ့ကိုဒီလိုလုပ်ရင်နင်တို့ဘာဖြစ်မယ်ညာဖြစ်မယ်လို့လုံးဝမပြောခဲ့ပါဘူးတဲ့စိတ်ထဲမှာအပြုံးမပြတ်သီးခံတဲ့စိတ်နဲ့သီးခံပေးတာဖြစ်ပါတယ်တဲ့ဒီလိုသီးခံပေးခြင်းကတေးကပ်ပေးတဲ့သူကိုယ်တိုင်လည်းစိတ်ချမ်းသာတယ်အေးချမ်းတဲ့ငြိမ်းချမ်းတဲ့ပူပင်သောကတွေမဖြစ်တော့ဘူးလောဘဒေါသမီးတွေလည်းမလောင်မြိုက်တော့ဘူးတေးခံတဲ့ပုံကိုယ်ပေါ်မှာစော်ကားနေတဲ့ကလေးသူငယ်တွေပေါ်မှာလည်းမကောင်းတဲ့အကျိုးသက်ရောက်မှုမရှိတော့ပါဘူးတဲ့ဒီသဘောတရားတိုင်းမှာပဲအခုကြည့်နေတဲ့တတိများပေါင်းအားလုံးကအလုတ်ထဲမှာပဲဖြစ်ဖြစ်ရုံထဲမှာပဲဖြစ်ဖြစ်သွားရင်းလာရင်းနဲ့ပဲဖြစ်ဖြစ်နော်ကိုယ့်ရဲ့မိသားစုဝင်ချင်းချင်းအိမ်နာချင်းချင်းမှာပဲဖြစ်ဖြစ်တငယ်ချင်းမိတ်ဆွေပေါင်းသင်းနေအချင်းချင်းထဲမှာပဲဖြစ်ဖြစ်ကိုယ့်ကိုဘလောက်ပဲတိုက်ခိုက်ပြောဆိုဝေဖန်ဆဲဆိုဘလောက်ပဲမနာလို့မုန်းထားနေပါစေတဲ့ကိုကသီးခံနေစိတ်မွေးပေးရမယ်။အော်သူတို့တွေကျမ်းမာကြပါစေချမ်းသာကြပါစေပြောနိုင်ကြပါစေငါလို့မခံစားရပါစေနဲ့အေးချမ်းကြပါစေစီးပွားတွေတိုးတက်အောင်မြင်ကြပါစေချောမောလှပကြပါစေဆိုတဲ့စေတနာမေတ္တာတနဲ့မေတ္တာတွေပို့ပြီးတော့ခန္တီပါရမီနဲ့ပြည့်စုံအောင်နေပေးရပါမယ်တဲ့ဒီအချက်၃ချက်နဲ့ပြည့်စုံတဲ့သူတွေကစောစောကပြောတဲ့ချမ်းသာခြင်းကျမ်းမာခြင်းလှပခြင်းပြည့်စုံခြင်းဆိုတဲ့အချက်၄ချက်ကိုလောက်ယူစရာမလိုဘဲနဲ့အော်တိုကိုရောက်ရှိလာမှာဖြစ်ပါတယ်ဆရာမလေးကိုယ်တိုင်ကချမ်းသာပါတယ်ကျမ်းမာပါတယ်ချော်မောပါတယ်ပြည့်စုံပါတယ်ဘာလို့ဒီအချက်၄ချက်နဲ့ပြည့်စုံနေတာလဲဆိုရင်စောစောကပြောခဲ့တဲ့မေတ္တာပါရမီဥပေက္ခပါရမီသီးခံပါရမီဒီခန္တီပါရမီ၃ပါးနဲ့ပြည့်စုံအောင်လုံခြုံအောင်ထိမ့်သိမ်းတာဖြစ်တဲ့အတွက်ဆရာမလေးကိုယ်တိုင်ကချမ်းသာခြင်းတွေကျမ်းမာခြင်းတွေပြည့်စုံခြင်းတွေချော်မောလှပခြင်းတွေနဲ့ပြည့်စုံနေတာဖြစ်ပါတယ်အခုကြည့်နေတဲ့သူလည်းတကယ်ချမ်းသာကျမ်းမာပြည့်စုံချော်မောလှပခြင်းနဲ့ဆိုရင်တော့ဆရာမလေးကျင့်သုံးနေတဲ့ဥပေက္ခပါရမီကိုလုံအောင်ထိမ့်ပါခန္တီပါရမီကိုလုံအောင်ထိမ့်ပါမေတ္တာပါရမီကိုလုံအောင်ထိမ့်ပါကိုမလိုချင်ဘူးဆိုတဲ့ချမ်းသာခြင်းနဲ့ကျမ်းမာခြင်းနဲ့ပြည့်စုံခြင်းနဲ့လှပခြင်းတွေကသူ့အလိုလိုရောက်ရှိလာမှာဖြစ်ပါတယ်။ကျေးဇူးတင်ပါတယ်။အခုဆိုရင်ဆရာမလေးကိုယ်တိုင်ထုတ်ထားတဲ့လက်ကီးဖျောင်းတိုင်လေးတွေမှာယူတဲ့သူတွေအယမ်းများတာဖြစ်တဲ့အတွက်ဆရာမလေးရဲ့စက်ရုံကနိုင်အောင်မထုတ်နိုင်ပါဘူးနော်။ဆရာမလေးပထမစက်ရုံကနေထုတ်တယ်ကုန်သွားတယ်အခုဒုတိယချိန်စက်ရုံကနေထုတ်ထားပါပြီ။မှာယူခြင်းတဲ့သူတွေဒိဋ္ဌာန်တွေဝင်ခြင်းတဲ့သူတွေအသုံးပြုခြင်းတဲ့သူတွေလက်လာပါတွေပွေခြင်းနဲ့အတိုက်ခိုက်အနောက်အရှက်အတားအဆီးပိတ်ပင်ခြင်းတွေကနေလွတ်မြောက်ခြင်းနဲ့ဆိုရင်တော့ဆရာမလေးထုတ်ထားတဲ့ဒီလိုမျိုးလက်ကီးဖျောင်းနိုင်နေမှာယူလို့ရပါတယ်နော်အော်ဒါလေးတော့တင်မှရပါမယ်အော်ဒါမတင်မရပါဘူးဘာဖြစ်လို့လဲဆိုလို့ရှိရင်ဆရာမလေးကဖျောင်းနိုင်နေထုတ်တာထုတ်မလောက်ဖြစ်နေပါတယ်နော်ထုတ်မှာမြန်မာငွေ3500ကျပ်10ထုတ်မှာ3000ခွဲချက်တယ်လေဒီလိုမျိုးတစ်ဖာမှာယူမယ်ဆိုလို့ရှိရင်လေ2000ခွဲချက်တယ်ဆိုတော့အရန်တန်တာလေအလုံးကိုတလက်စားတယ်ဆရာမလေးတောင်းပန်ခြင်းပါတယ်ဆရာမလေးစီကဒီလိုမျိုးလက်ကီးဖျောင်းနိုင်နေမှာယူတဲ့သူတွေအရန်များနေတာဖြစ်တဲ့အတွက်အခုအော်ဒါတင်ထားတဲ့သူတွေကိုမပို့နိုင်သေးပါဘူးအော်ဒါတင်ထားတဲ့သူတွေကိုတောင်းပန်တယ်နော်ဆရာမလေးစီမှာစည်ရင်းနေအကုန်လုံးရှိပါတယ်အမည်တွေလိပ်စာတွေဖုန်းနံပါတ်တွေပို့ထားတဲ့သူတွေအကုန်လုံးစည်ရင်းနေရှိပါတယ်ဆရာမလေးမနက်ဖြန်မှာအကုန်လုံးအလဲကျပို့ပေးသွားမှာဖြစ်ပါတယ်မနိုင်ပါဘူးနော်ဆရာမလေးစက်ရုံကလည်းအခုမှထောင်တာစက်ရုံထောင်ချင်းမှာပဲဖျောင်းနိုင်ထုတ်တာအထုပ်ပေါင်းထောင်ကြည့်ပြီးတော့ထုတ်တာကိုမလောက်ခဲ့ပါဘူးအမြန်ကုန်သွားခဲ့ပါတယ်လက်ပြီးဖျောင်းနိုင်ကဒီအစိမ်းတထုပ်ကိုမြန်မာငွေ3500ကျပ်10ထုပ်မှာ3000ခွဲကျပ်ဆိုတော့အရန်ဈေးကတက်တာဖြစ်တဲ့အတွက်မှာယူတဲ့သူတွေအရန်များပြီးတော့ဆရာမလေးနိုင်အောင်မထုတ်ပေးနိုင်တာဖြစ်ပါတယ်ဖီယိုတေကေတာနဲ့လက်ချက်ချင်းဖွင့်နေဒီဖျောင်းနိုင်ဆိုလို့ရှိရင်လေတထုပ်ကိုမြန်မာငွေ4000ကျပ်10ထုပ်မှာ4000ကျပ်ဆိုတော့မှာယူတဲ့သူတွေအရန်များတာဖြစ်တဲ့အတွက်ချက်ချင်းကိုကုန်သွားတာဖြစ်ပါတယ်မှာယူခြင်းနဲ့ဆိုရင်အမည်ရဲ့လိပ်စာရဲ့ဖုန်းနံပါတ်ရဲ့ Messenger Viber Telegram မှာအမြန်ဆုံးအော်ဒါလေးတင်ပေးထားပါနော်အော်ဒါလေးတင်လိုက်တာနဲ့ချက်ချင်းစရင်ကောက်ပြီးတော့ချက်ချင်းအော်ဒါတင်ပြီးတော့ချက်ချင်းကိုဆရာမလေးတွေပို့နိုင်အောင်စူးစမ်းနေပါတယ်စက်ရုံကအခုဓာတ်ရိုက်ထပ်ပြီးတော့ထုတ်နေတာဖြစ်တဲ့အတွက်ရပ်ပိုင်းအနှဲငယ်မှာချက်ချင်းကိုဆရာမလေးတို့ပို့ဆောင်နိုင်တော့မှာဖြစ်ပါတယ်ဒီအတွက်ကြောင့်မလို့အခုကြည့်နေတဲ့သူကကံပွင့်လက်ပွင့်စီးပွားတက်ပြီးတော့အနောက်အရှက်အတိုက်ခိုက်အတားစီပိတ်ပင်တွေကနေပြီးတော့လွတ်မြောက်ခြင်းနဲ့ဆိုရင်တော့ဒီလိုမျိုးလက်ကီးဖျောင်းနိုင်လေးတွေထွန်းညှိပူဇော်ပေးဖို့လိုပါတယ်သုံးဆွဲပုံ30နီလေးတွေကို
ကို TikTok မှာလည်းအသေးစိတ်တင်ပေးထားပါတယ်ဟောဒီပြည့်ရကောက်တင်မှာလည်းဆရာမလေး live လွေးပြီးတော့ရောပို့ရနေရောအသေးစိတ်တင်ပေးထားပါတယ်အကျိုးထူးပုံကတော့ချက်ချင်းကိုပဲတိတာတဲ့ရှားလက်ကချက်ချင်းရမှာဖြစ်ပါတယ်မနက်ခင်းထိုးနဲ့ညနေကိုထူးမယ်ညနေထိုးနဲ့မနက်ထူးမယ်ညထိုးနဲ့ဆိုရင်မနက်ထိုးမယ်ညနေထိုးနဲ့ဆိုရင်ညကိုထူးမယ်ချက်ချင်းအကျိုးထူးမယ်လက်ကီးဖြောင်းတိုင်လေးတွေဖြစ်ပါတယ်လာရောက်ခံထားပါတယ်